ရောဝစ်ကြွေးရောနှစ်ခုလုံးစုံမလေလင်မယားဆိုတာဖြစ်တာသိလားများသောအားဖြင့်ကျမတို့ပေါ့နော်ဆူတောင်းကြတယ်ဘာလဲဆိုတော့ဟဲသူနဲ့ဖူးစာပါရပါလို့ဤသူနဲ့ပဲညားရပါလို့ဤသူနဲ့ဖူးစာဆုံရပါလို့သူ့မှာပါလာတယ်ကိုနဲ့ပတ်သက်တဲ့ဝစ်ကြွေးလဲသူ့မှာပါလာတယ်ဘာကြောင့်လဲဆိုတော့လင်မယားရဲ့ဆိုတဲ့တိုက်တယ်ကိုသွားပြီဆိုတာနဲ့လေသမီးစားမှာဒုံးမှာZRTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဖူးစာရောဝစ်ကြွေးရောနှစ်ခုလုံးစုံမလေလင်မယားဆိုတာဖြစ်တာသိလားများသောအားဖြင့်ကျမတို့ပေါ့နော်ဆူတောင်းကြတယ်ဘာလဲဆိုတော့ဟဲသူနဲ့ဖူးစာပါရပါလို့ဤသူနဲ့ပဲညားရပါလို့ဤသူနဲ့ဖူးစာဆုံရပါလို့ဘယ်ဖူးစာတစ်ခုတည်းရှိုံနဲ့လင်မယားဆိုတာဖြစ်မလားဘူးသူနဲ့ပတ်သက်တဲ့ဝစ်ကြွေးလဲကို့မှာပါလာတယ်ကိုနဲ့ပတ်သက်တဲ့ဝစ်ကြွေးလဲသူ့မှာပါလာတယ်ဘာကြောင့်လဲဆိုတော့လင်မယားရဲ့ဆိုတဲ့တိုက်တယ်ကိုသွားပြီဆိုတာနဲ့လေသမီးစားမှာဒုံးမှာလိုမျိုးချစ်တယ်ကြိုက်တယ်တခုတည်းနဲ့ပြီးသွားတာမဟုတ်ဘူးသူနဲ့တေတမန်တက်အစုံ24နာရီ9ရက်လုံးနေမပြတ်ရက်မပြတ်အတူတူနေရမယ်ငွေရေးကြေးရေးဆိုလဲသူနဲ့တူတူရုန်းကန်ရမယ်သူ့ရဲ့ကိုဒီမိန်းမတယောက်ဖြစ်တဲ့အတွက်အများအားဖြင့်သူ့ရဲ့တကူရီတကာရကိစ္စတွေကိုကိုလိုက်ပြီးလုပ်ပေးရမယ်သူ့ရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုကိုကခံရမယ်အထူးသဖြင့်ကျမတို့မိန်းမသားတွေကယောက်ျားတယောက်ကိုယူလိုက်ပြီးဆိုလို့ရှိရင်ကောင်းခြင်းဖြစ်စေစိုးခြင်းဖြစ်စေအားလုံးကိုကျမတို့ကယဉ်စည်းခံကြရတာများတယ်ယောက်ျားတွေထပ်ပေါ့နော်အချို့လိုနေပေးတဲ့ယောက်ျားတွေလည်းရှိတယ်ဒါပေမဲ့အခုပေါ့နော်ကျမလည်းအိမ်အောင်မကြမီတုန်းကဒီလိုပဲကျမဆူတောင်းခဲ့ဘူးတယ်ဒီလိုပဲအိမ်အောင်မကြသေးတဲ့အမတွေညီမတွေလည်းရှိမှာပဲအဲ့တော့အိမ်အောင်တစ်ခုမှလေသူနဲ့ကျမနဲ့ဘယ်လိုပြောမလဲဖူးစာဆုံရပါလို့ဖူးစာတစ်ခုတည်းမရအောင်နော်ကိုဟာသူ့ကိုဝစ်ကြွေးဘလောက်ထိပါတယ်လေအေးဝစ်ကြွေးဒီအတိတ်ဘဝမှာပဲဖြစ်ဖြစ်လက်ရှိဘဝမှာပဲဖြစ်ဖြစ်ပြည့်ဝဝပါလာခဲ့မယ်ဆိုလို့ရှိရင်တော့ကိုဒီသူ့တံကိုတမုံခံပြီးတော့ပဲကိုတကယ်တွေးကြည့်ဟဲ့ဒီကိစ္စလေးတွေကတေးသေးလေးတွေပါတခါတလေလေးကျမတို့အိမ်တော်ကြီးမှာအဲ့တေးသေးလေးတွေကလေများလာရင်အဲ့တေးသေးလေးတွေကစုလာရင်တစ်ဖက်ကိုတာဝန်ကြီးတစ်ခုလို့သွားပြီးတော့ပြိနေစေပြီးတော့လေအရန်ပင်ပန်းသွားစေတတ်တယ်အဲ့ခါကျရင်အဲ့ဒါဘာလို့ကျမတို့ဗမာအတွေးအပြင်ပြောမယ်ဆိုလို့ရှိရင်ဒါဝစ်ကြွေးတစ်ခုပေါ့နော်ကိုဒီသူနဲ့ပတ်သက်ပြီးပါလာတဲ့ဝစ်ကြွေးအဲ့ဒီပေါ်မှာဝစ်ကြွေးဒီသူ့ပေါ်မှာကိုဒီများပါလာတာလားနည်းနည်းပါလာတာလားအဲ့ဒီအပေါ်မှာလဲမူတည်ပြီးအများကြီးပြောင်းလဲမှုတွေအများကြီးဖြစ်သွားနိုင်တယ်နော်အဲ့တော့ကျမတို့လူတော်တော်များအမြဲတမ်းဆူတောင်းပါတယ်အဲ့တော့ကျမကသူနဲ့ပဲဆုံရပါလို့ဤဟာသူ့ကိုပဲချစ်ရပါလို့ဤဟာမဟုတ်ဘူးကျမတို့အိမ်အောင်ရေးမှာလေအပြန်အလှန်သူ့ရဲ့ဝိဒုက္ခကိုလည်းကျမခံရတယ်လို့ကျမရဲ့စိုးသွမ်းခြင်းကျမရဲ့ဝိဒုက္ခကိုလည်းသူခံရတယ်။ဘာဖြစ်လို့ဆိုတော့လောကကြီးမှာဘယ်သူမှ perfect ဖြစ်မနေဘူးဘယ်သူမှပြည့်စုံမနေဘူး။စဉ်းစားကြည့်လေအမွှာတွေပဲဖြစ်ဖြစ်ဒီအမေဝမ်းနဲ့ထွက်ပြီးကျမတို့လက်ရှိဒီရွယ်ရောက်လာတာပဲဖြစ်ဖြစ်ကို့အမေနဲ့လည်းကိုစကားများတာရန်ဖြစ်ကြတာသဘောထားချင်းမတိုက်ဆိုင်တာကိုရှုတော့နဲ့သူ့ရှုတော့မတူတာတစ်ဖက်ကကြည့်လက်ဖမိုးတစ်ဖက်ကကြည့်လက်ဖွားဖြစ်နေတာမျိုးအများကြီးရှိတယ်ဒါတော့မှဒီအမေဝမ်းနဲ့ကျွတ်တယ်ကျမတို့အမြဲတမ်း24နာရီ9ရက်မှာအများနဲ့အဆင်ပြေနေဆိုတာမရှိဘူးစိတ်အခက်မသိလို့တီးခံလိုက်ရတာတွေရှိတယ်အလျှော့ပေးလိုက်ရတာတွေရှိတယ်လိုက်ရောလိုက်ရတာတွေရှိတယ်နေချင်းများချင်းပုံမှာမူတည်တယ်အဲ့တော့ကျမတို့လက်ရှိအိမ်တော်ရေးမှာဆိုလို့ရှိရင်ပို့ပြီးဆိုပါတယ်အဲ့တော့ကျမအားလုံးကိုပြောချင်တာကလေဘာလဲဆိုတော့သူနဲ့ဖူးစာပါရပါလို့မဟုတ်ဘူးနော်ဖူးစာရောဝစ်ကြွေးရောနှစ်ခုလုံးပါမှညားတာနော်အဲ့တော့ဘယ်လိုပြောမလဲဆိုတော့အခုကိုနဲ့သူနဲ့ဒီဘဝမှာလင်မယားဖြစ်နေပြီဆိုတွေးထားလိုက်တော့နော်ငါသူနဲ့ဖူးစာလဲပါပြီးပြီသူနဲ့ငါသူ့အပေါ်မှာဝစ်ကြွေးတွေလည်းရှိခဲ့တယ်ဆက်ရမယ်ငါဝစ်ကြွေးတွေလည်းသူ့အပေါ်မှာရှိခဲ့တယ်သူ့ဝစ်ကြွေးတွေလည်းငါအပေါ်မှာရှိခဲ့တယ်အပြန်အလှန်ဆက်နေကြတာအဲ့ဒါကြောင့်မို့လို့ကျမလေးအခုဆိုပို့ပြီးတော့သဘောပေါက်လာတာကလင်မယားဆိုတာအတိတ်ဘဝရှေးဘဝအဆက်ဆက်ကတော်ယုံတန်ယုံပါခဲ့တဲ့ဖူးစာနဲ့တော်ယုံတန်ယုံဖြစ်ခဲ့တဲ့ရေးစမ်းဖို့ဘူးနောက်မှကွဲသွားတာတွေကွာသွားတယ်ဆိုတာဒါအလက်ကတနည်းအားဖြင့်ပြောကွဲသွားကွာသွားဆိုသူနဲ့ကိုနဲ့ပတ်သက်တဲ့ဖူးစာရောရေစက်ကောဝစ်ကြွေးရောအကုန်သွားတာပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ပါအဲ့တော့ဘလို့ပြောမလဲဆိုတော့အိမ်အောင်မကြသေးတဲ့သူတွေအိမ်အောင်ရေးကိုစပြီးသွားတော့မယ့်သူတွေသို့မဟုတ်အိမ်အောင်ပြူလာဖို့အကြံရှိတဲ့သူတွေဆိုစဉ်းစားပါအဲ့တော့ငါဒီသူနဲ့ပတ်သက်တဲ့ဝစ်ကြွေးကိုငါခံနိုင်လားငါရဲ့ဝစ်ကြွေးကိုသူက sorry ငါရဲ့ဒဏ်ကိုသူကခံနိုင်မှာလားငါရဲ့ဒဏ်ကိုသူခံနေတဲ့အချိန်မှာဒါဝစ်ကြွေးပဲအပြန်လှန်ဝစ်ကြွေးပါလာအဲ့ဒါလေးကိုစဉ်းစားပါအဲ့တော့ဒါကကျွန်မဘောနော်ဒီကြားထဲမှာကျွန်မစာလေးတွေဖတ်ပြတာရောကျွန်မဒီတိုင်းအတွေ့အကြုံတစ်ခုရောပြောတာပါနောက်ရက်တွေမှာကျွန်မဒီဘောနော် married life နဲ့ပတ်သက်တဲ့ဟာလေးတွေကိုကျွန်မစကားတွေပြောသွားဖို့ရှိတယ်ဒီရက်ထဲမှာကျွန်မ
ဗီဒီယိုလေးမတင်ပြဘူးပေါ့နော်ဗီဒီယိုဒီရက်ထဲမှာဆို2ပတ်3ပတ်လောက်ဖြစ်သွားတယ်ထင်တယ်မတင်ပြဘူးအကြောင်းကြောင့်ဆိုကျွန်မလည်းဒီတလောမှာစိတ်ဖိစီးမှုတွေကတော်တော်လေးများနေတယ်ပေါ့နော်ဒီရောက်ပြီးနောက်ပိုင်းမှာအဲ့ဒါကြောင့်မလို့ကျွန်မမတင်ပြပါဘူးအဲ့တော့စဉ်းစားပါဝစ်ကျွေးကိုလည်းရဲရဲကြီးပေးဆက်ကပါမယ်ဖူးစာကလည်းချစ်ချင်းများစွာနဲ့ပဲစုံနေရပါမယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်မမသိမ့်ပါ ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်